မြတ်စွာဘုရားလူ၄မျိုးရှိတယ်ဆိုပြီးတော့ခေါ်တာရှိတယ်အမှောင်ကလာပြီးတော့အမှောင်ကိုသွားတယ်အမှောင်ကလာပြီးတော့အလင်းကိုသွားတယ်အလင်းကလာပြီးတော့အမှောင်ကိုသွားတယ်အလင်းကလာပြီးတော့အလင်းကိုသွားတယ်ဒီဘဝမှာတချို့အလွန်ချမ်းသာတယ်ဒါပေမဲ့မကောင်းတာတွေလုပ်တယ်သေတဲ့ခါကျတော့မဟုတ်တဲ့နေရာရောက်သွားတယ်အလင်းကလာပြီးတော့အမှောင်သွားတယ်လို့ခေါ်တယ်ဒီဘဝမှာတချို့အလွန်ချမ်းသာတယ်ဒါပေမဲ့ထပ်ပြီးတော့ကောင်းမှုတွေကိုလုပ်တယ်ကောင်းတဲ့နေရာရောက်သွားတယ်အလင်းကနေလာပြီးတော့အလင်းကိုသွားတယ်တချို့ဒီဘဝအလွန်ဆင်းရဲတယ်ဘာမှအဆင်ပြေတာမရှိဘူးဒါပေမဲ့ဒီဘဝကောင်းတာလုပ်လားဆိုတော့လည်းမလုပ်ဘူးအမှောင်ကလာပြီးတော့အမှောင်သွားမယ်လို့နော်တချို့ဆင်းရဲတယ်အခြေအနေမကောင်းဘူးဒါပေမဲ့လို့ဒါကိုအသိဉာဏ်နဲ့ထိန်းချုပ်ပြီးတော့ကောင်းတာကိုလုံနိုင်တယ်လို့လုပ်တယ်အမှောင်ကလာပြီးတော့ဘယ်သွားမလို့အလင်းကိုသွားအဲ့တော့ဘုန်းတို့စဉ်းစားရရှိတာဘယ်ဟာလာတာလဲဆိုတာလေဘယ်ဟိုသွားမှလဲဆိုတာကပို့ပြီးတော့အရေးပါတယ်ဟုတ်တယ်မဟုတ်လားအမှောင်ပဲလာလားအလင်းကပဲလာလားဘုန်းတို့ကဉာဏ်ရှိမယ်ကြိုးစားမယ်ဆိုရင်အလင်းကိုသွားလို့ရတယ်ဘုန်းတို့ဉာဏ်မရှိဘူးဆိုရင်ဘယ်ရပဲလာလားအမှောင်ကိုထုတ်ဆင်းသွားမှာနော်ဒါကြောင့်ပုပ္ပစ္ဆာကတပုံညတာမင်္ဂလာနဲ့ပတ်သက်ပြီးတော့ဒါဆက်ဆက်ပြီးတော့တွေးစရာလေးကိုပြောတာကုသိုလ်ကံရဲ့အစွမ်းတတ္တိဟာအလွန်ကြီးတယ်လို့နားလည်ဖို့လိုတယ်လို့ဒါကိုဘုန်းတို့ထိုင်းပြီးတော့ဖြုံးနေုံနဲ့လည်းမရသေးဘူးအစ်စ်လုပ်ဖို့မလိုဘူးလားလိုအေးဟုတ်လားဒါကြောင့်မလို့ဒါဏီကုန်းချုပ်ကလေးကဒီဟာလေးကိုစဉ်းစားနေရအောင်ပြောပြဟုတ်လားအဟောင်းအစ်စ်ဆိုတဲ့စကားလုံးကိုမြတ်စွာဘုရားလည်းသုံးခဲ့တာနော်ဟုတ်လားပုံမှန်ပါပဲတဏှာကြီးထိုးတော့ဟုတ်လားအကြပြောရင်တာလေးတွေလည်းအကုန်လုံးစုံသွားပါပြီပြောမယ်လို့ဘုံဘုံမှတ်ထားတယ်နော်အဲ့တော့ဒီကနေ့အဓိကပြောလိုက်တာပါလေနော်ကုသိုလ်ကံရဲ့အစွမ်းတတ္တိများနဲ့အဲ့ဒီကုသိုလ်ကံကိုဆက်လက်ပြီးတော့လုံနိုင်ဖို့ဒါကိုတွေးဖို့နောက်ပိုင်းပြောတာအဲ့ဒါပေါ့နော်ရှေ့ပိုင်းပြောတာတွေကတော့ကုသိုလ်ကံရဲ့အစွမ်းရည်တတ္တိတွေတော့သူတို့ရဲ့စမ်းကြယ်တဲ့နော်အကျိုးပေးတွေဟုတ်လားအဲ့ဒီဥစ္စာကိုဘုံဘုံတို့ပြောတာပေါ့နော်အဲ့တော့အဓိကကတော့တစ်ချိန်လုံးကပြုခဲ့တဲ့ကုသိုလ်ဟာအခုမင်္ဂလာရှိနေတယ်အခုပြုလိုက်တဲ့ကုသိုလ်ဟာတစ်ချိန်မှလည်းမင်္ဂလာရှိသေးလိမ့်မယ်မင်္ဂလာချင်းဆက်သွားအောင်ဘုံဘုံတို့ကြိုးစားကြရမယ်ဆိုတဲ့သဘောမျိုးပေါ့။အောင်ဆိုဒီဘဝနေရဟန္တာဖြစ်သွားမယ်ဆိုရင်တော့လည်းပဲတစ်မျိုးပေါ့သို့တော်လည်းပဲဒါလည်းပဲကုသိုလ်လုံးမှပဲဖြစ်မှာပါပဲ။ကောင်းမှုအထွတ်ထိပ်ရအောင်ပြုရမှာပဲလေ။ကောင်းမှုဆိုတာလှူတာတန်းတာလောက်တင်မြင်လို့မပြည့်စုံဘူးဟုတ်လား။ဒါတော့လူတိုင်းနားလည်ပြီးသားပေါ့နော်။အဲ့ပြောရင်ဒါပါလေ။ကောင်းမှုကိုဘုံဘုံတို့တွေကအရှိန်ဟာကုန်တတ်တယ်ဟုတ်လား။ဒါကြောင့်ဒါကိုပြန်ပြီးတော့အားကောင်းအောင်ဘာလို့မလို့ကြိုးစားရမယ်ကြိုးပမ်းရမယ်။နောက်တစ်ချိန်မှာပုဗ္ဗေသကတပုံညတာမင်္ဂလာနဲ့ပြည့်စုံတဲ့လူတယောက်ဖြစ်အောင်ဘုန်းတော်ဘာလို့မလို့ကြိုးစားရမယ်နောက်ဆုံးကောင်းမှုအရှိန်တကယ်ကြီးသွားပြီဆိုရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့အထိအရှင်းမြင့်တဲ့ကောင်းမှုကြီးရသွားမှာနော်မဉ္ဇဉ်၄ပါးကိုလောကုတ္တရာကောင်းမှုလောကုတ္တရာကုသိုလ်လို့မခေါ်ဘူးလား